ကလေးဖျားနာသွားတဲ့အထိလှုပ်ရှင်ရဲ့မိသားစုကကလေးကိုဆရာဝန်စီပြသခွင့်မပေးဘဲညှင်းဆန်ခဲ့တဲ့အခါကျမှပဲလစာရွံ6သိန်းရတဲ့အထက်တန်းသားကလေးထိန်းတယောက်အနေနဲ့လုပ်ရတာဟာလုံးဝမလွယ်ကူပါလားဆိုတာကိုဒီကောင်မလေးရုတ်တရက်သဘောပေါက်သွားခဲ့ပါတယ်ဒီဖြစ်ရမတိုင်မီမကြခင်ကပဲချမ်းသာတဲ့အမျိုးသမီးအတော်များများကသူတို့ကလေးတွေဟာဒီကောင်မလေးကိုတိတ်တွေ့တာနေကြတာကိုတတိပြုမိသွားကြပါတယ်ဒါကြောင့်သူတို့ကလေးတွေအားလုံးကိုပေါင်းပြီးကြည့်ရှုစောင့်ရှောက်ပေးစေချင်ခဲ့ကြတာပါစီးပွားရေးလုပ်ငန်းရှင်အိမ်ရှင်ကလည်းဒါဟာအစီအစဉ်ကောင်းတစ်ခုပဲလို့တွေးခဲ့ပေမဲ့ကောင်မလေးရဲ့သဘောထားကိုတော့မေးမြန်းဖို့ဆုံးဖြတ်ခဲ့ပါတယ်ကလေးတွေအများကြီးကိုတပြိုင်နက်တည်းကြည့်ရတာအလွန်ပင်ပန်းလိမ့်မယ်ဆိုတာသူသိနေလို့ပါကောင်မလေးကလည်းအိမ်ရှင်မိသားစုရဲ့စေတနာကိုကျေးဇူးတင်ခဲ့တယ်လို့ဒီချမ်းသာတဲ့မိသားစုတွေဟာသူတို့အိမ်ရှင်ရဲ့စီးပွားရေးဖက်ဆက်ပါတနာတွေဖြစ်ကြောင်းလည်းသိထားပါတယ်အိမ်ရှင်မိသားစုကိုစိတ်ရခက်စရာအခြေအနေမျိုးနဲ့မရောက်စေချင်ပါဘူးဒါအပြင်ကလေးတွေအားလုံးကလည်းချစ်စရာကောင်းကြတာမို့သူတို့နဲ့တူအချိန်ဖြုံးရတာကိုအမှန်တကယ်ပဲသဘောကျခဲ့ပါတယ်ဒါကြောင့်ကောင်းမွန်တဲ့ကူညီသူအကူအညီတိုးရမယ်ဆိုရင်ကလေးတွေအားလုံးကိုသူထိန်းပေးနိုင်ပါတယ်လို့ပြန်ပြောခဲ့ပါတယ်ဒါကိုကြားလိုက်ရတော့ချမ်းသာတဲ့အမျိုးသမီးတွေဟာအယမ်းကိုဝမ်းသာသွားကြပါတယ်ဒါပေမဲ့စီးပွားရေးလုပ်ငန်းရှင်ကစီကံအချို့ထုတ်ပြန်ခဲ့ပါတယ်ပထမချက်အနေနဲ့သူဟာတီးတန့်ကလေးထိန်းဖြစ်တာမို့သူ့ရဲ့ကိုယ်ပိုင်ကလေးတွေကအမြဲတမ်းပထမဦးစားပေးဖြစ်ရပါမယ်ဒုတိယချက်အနေနဲ့ထပ်မံခန့်အပ်မဲ့ဝန်ထမ်းတွေအားလုံးဟာကျွမ်းကျင်သူတွေဖြစ်ရမည်ဖြစ်ပြီးကောင်မလေးကိုယ်တိုင်ပဲရွေးချယ်စီမံခန့်ခွဲရပါမယ်တတိယချက်အနေနဲ့အလုပ်တာဝန်တွေအများကြီးတိုးလာမှာဖြစ်လို့သူ့ရဲ့လစာကိုလည်းတိုးပေးရပါမယ်မိသားစုတစုစီကသူ့ကိုတစ်လကိုယွန်း3သိန်းစီပေးရပါမယ်ချမ်းသာတဲ့အမျိုးသမီးတွေအားလုံးကဒီစည်းကမ်းချက်တွေကိုလွယ်လွယ်ကူကူပဲသဘောတူခဲ့ကြပါတယ်မကြမီမှာပဲပီလာရီတစ်လုံးကိုရှေးဦးရွယ်ကလေးတင်တန်းကြောင်းဖြစ်ပြုပြင်မွမ်းမံခဲ့ကြပြီးကောင်မလေးကိုကူညီဖို့အတွက်ကျွမ်းကျင်ကလေးထိန်းမြောက်များကိုပါတာဝန်ပေးခဲ့ကြပါတယ်သူမမှာကြီးစုရမယ့်ကလေးတွေတိုးလာခဲ့တော့လဲလူတိုင်းရဲ့အကူအညီနဲ့အလုပ်အားလုံးကိုစနစ်တကျစီစဉ်ဆောင်ရွက်နိုင်ခဲ့ပါတယ်သူမဟာကလေးတွေရဲ့စိတ်ထဲကအတန်တွေကိုကြားနိုင်စွမ်းရှိသူပါကလေးတွေလိုအပ်ချက်ရှိတိုင်းအခြားကလေးထိန်းတွေကိုချက်ချင်းအကြောင်းကြားပေးခဲ့ပါတယ်ကလေးထိန်းတွေကလည်းသူမရဲ့ညွှန်ကြားချက်တွေကိုတေချာလိုက်နာပြီးပြဿနာတိုင်းကိုလျင်မြန်စွာဖြေရှင်းပေးခဲ့ကြပါတယ်ကလေးထိန်းတွေအားလုံးဟာသူမကိုအယံကိုလေးစားသဘောကျသွားကြပါတယ်ကလေးတွေငိုတဲ့အခါတိုင်းသူမကပြဿနာတိုင်းကိုချက်ချင်းဘယ်လိုသိသွားတယ်လဲဆိုတာကိုသူတို့စဉ်းစားလို့မရနိုင်ကြပါဘူးစောစောစီစီမနေ့တရက်မှာကောင်းမလေးစီကိုကလေးတယောက်ရဲ့မိဘစီကရုတ်တရက်ဖုန်းဝင်လာပါတယ်မိဘဖြစ်သူကသူတို့ကလေးဟာမနေ့ညကလေးကမနာတမ်းငိုနေတာလို့ပြောပါတယ်ဒါပေမဲ့ဒီသတင်းကြောင့်ကောင်းမလေးအယံအံ့ဩသွားခဲ့ရပါတယ်သူမရဲ့စောင့်ရှောက်မှုအောက်မှာကလေးတွေဟာအကြောင်းမဲ့ခါတိုင်းလုံးဝမငိုကြပါဘူးသူမဟာအဆိုပါမိသားစုအိမ်စီချက်ချင်းပြေးသွားခဲ့ပါတယ်ကလေးရဲ့စိတ်ထဲကအတန်ကနေတဆင့်ကလေးမှာအယံနေလို့မကောင်းဖြစ်နေမှန်းသူမသိလိုက်ရပါတယ်ကလေးကိုချက်ချင်းဆေးစစ်ဖို့ခေါ်သွားခြင်းခဲ့ပါတယ်ကလေးရဲ့မိဘတွေကအိမ်မှာမရှိကြပါဘူးကလေးရဲ့ဦးလေးဖြစ်သူကသူမကိုတားဆီးပြီးကလေးဟာတာမန်တိုင်းကြည်ကြနေတာဖြစ်လို့ရိုးရိုးရှင်းရှင်းချော့မော့လိုက်ရင်ငြိမ်သွားလိမ့်မယ်လို့ပြောပါတယ်ကောင်မလေးကဒါဟာတာမန်ကြည်ကြတာမဟုတ်ပဲကလေးမှာအသက်ရှူရပင်ပန်းနေပြီဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်ဒါပေမဲ့ကလေးရဲ့အကြီးဖြစ်သူကတရော်တဲ့လေတံနဲ့ပြောလာပါတယ်ညလုံးပေါက်ငိုပြီးရင်အသက်ရှူချက်တာတဘာဝပဲလို့သူမကဆိုပါတယ်ကလေးထိန်းရမှာတော်တယ်ဆိုတဲ့ကောင်မလေးရဲ့သတင်းကြော်စုံမှုကိုလည်းတရော်လောင်ပြောင်းခဲ့ပါတယ်ကောင်မလေးဟာတာဝန်ယူမှုကိုရှောင်လွှဲဖို့စင်ကြေပေးနေတာဖြစ်ပြီးအမှန်တကယ်တော့ဘာကျွမ်းကျင်မှုမှမရှိပါဘူးလို့ပြောဆိုခဲ့ပါတယ်နောက်ထပ်ဦးလေးတစ်ယောက်ကတော့အကြာကြီးငိုနေတာဟာတကယ်ပဲပုံမှန်မဟုတ်ဘူးလို့စဉ်းစားခဲ့ပါတယ်ဒါပေမဲ့အကြီးဆုံးဦးလေးကတော့သူတို့ကိုစန့်ကျင်ရင်းခုန်ခဲ့ပါတယ်ကလေးဟာအရင်ကလည်းဒီလိုမျိုးမကြာခဏဖြစ်ဘူးလေလို့သူကဆိုပါတယ်မိသားစုဆရာဝန်ကစစ်ဆေးပူပြီးဘာပြဿနာမှမတွေ့ခဲ့ရပါဘူးတဲ့သူကကောင်မလေးကိုအပြင်လူအစ်တစ်တယောက်အနေနဲ့သူတို့မိသားစုကိစ္စမှာဝင်ပါနေတယ်လို့ဆွဆွဲခဲ့ပါတယ်သူမရားတွေကသူတို့မိသားစုကိုလှည့်စားရလွယ်တယ်လို့ထင်သွားကြလိမ့်မယ်လို့ပြောခဲ့ပါတယ်ကောင်မလေးမှာစကားမပြောနိုင်လောက်အောင်ဖြစ်သွားခဲ့ရပါတယ်ကလေးရဲ့ဖျားနာမှုဟာမိသားစုတွင်အာနာလူပွဲတွေနဲ့ဆက်ဆက်နေသလားလို့သူမတန်တရားဝင်ခဲ့ပါတယ်မဟုတ်ရင်စစ်ဖို့ဒီလောက်ပြင်းထန်ဆန့်ကျင်နေစရာအကြောင်းမရှိပါဘူးအဲ့ဒီအချိန်မှာပဲကလေးကရင်ဘတ်အောက်နေတယ်လို့စိတ်ထဲကပြောနေတာကိုသူမကြားလိုက်ရပါတယ်ဒါကြောင့်ကောင်မလေးကစစ်တာကိုမိသားစုဆရာဝန်ကိုပဲလုပ်ခွင့်ပေးဖို့သဘောတူလိုက်ပါတယ်ကလေးဟာတကယ်ပဲနေမကောင်းဖြစ်နေတာပါလို့သူမရဲ့ဂုဏ်သိက္ခာနဲ့အာမခံခဲ့ပါတယ်အိမ်ကကလေးထိန်းတွေအားလုံးကလည်းသူမကိုထောက်ခံပေးကြပါတယ်ကလေးရဲ့အကြီးဖြစ်သူကသူတို့ကိုစူးစူးရဲရဲစိုက်ကြည့်ပြီးကောင်မလေးဟာတာဝန်ယူမှုကိုတမင်တကာရှောင်လွှဲနေတာပါလို့ဆွဆွဲခဲ့ပါတယ်ကောင်မလေးကိုလိညာသူလို့လည်းခေါ်ခဲ့ပါတယ်နောက်ဆုံးမှာတော့ကလေးရဲ့အဖိုးဖြစ်သူကဘေးကင်းအောင်မိသားစုဆရာဝန်ကိုဖုန်းဆက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ကောင်မလေးကတော့စိတ်မအေးနိုင်သေးပါဘူးမိသားစုတွင်ပြိပခါတာဖြစ်နေရင်ဆရာဝန်ပါဝင်ပတ်သက်နေနိုင်တာကြောင့်ပါသူမစိုးရင်ခဲ့တဲ့အတိုင်းပါပဲမိသားစုဆရာဝန်ဟာစစ်ဆေးမှုပြုလုပ်ပြီးနောက်ကလေးမှာဘာကျန်းမာရေးပြဿနာမှမရှိဘူးလို့ကောက်ချက်ချလိုက်ပါတော့တယ်